မြန်မာငွေ4500ကျပ်ထက်နဲ့အဝါစားလို့ရမယ်မြန်မာထမင်းဆိုင်ဒီဇိုင်းတွေ့ထားလို့မိတ်ဆက်ပေးပါအောင်မယ်ခင်ဗျာဆိုင်နာမည်လေးကတော့ရွှေပြည်သစ်ဆိုင်လိပ်စာလေးကတော့နေပြည်တော်ပြည်မနာလက်ဟောင်းဒရဥစာတင်ကြောင်ဘေးမှာဖြစ်ပါတယ်ဆိုင်လေးကဖွင့်ထားတဲ့တိတ်မကြသေးပါဘူးအဝါစား4500မှာဘာပါလဲဆိုလို့ရှိရင်တော့အတိုင်းတစ်မျိုးအရင်တစ်မျိုးအရေးတောင်းတဲ့ငပိတို့စရာအစုံလင်းပါပါတယ်ခင်ဗျာဟာလာလေးရောက်ပြီပေါ့နော်ကျွန်တော်တို့နောက်ကျသွားနေလာလဲနောက်ကျသွားတော့2နာရီထိုးဝိုက်ဆိုဒီမှာဟင်းနေရတိတ်မစုံတော့ဘူးတော့ရှိရလေးနေပဲမှာထားတယ်ပြီးတော့ဒီမှာကျတော့အတိုင်းတစ်မျိုးနဲ့အရင်2မျိုးမှအဝါစားကို4500အဲ့တော့တန်တော့ထင်းနေပါတော့ဒီမှာဒီမှာအသားတစ်မျိုးဆိုလို့ရှင်ဒါဆိုဝက်သားဟင်းပေါ့နော်ဝက်သားဟင်း site ပေါ့နော်ဝက်သားဟင်း site ဒါလေးကအရန်ဟင်းလေးတွေဒါငါချောက်ကြော်လေးတွေဒါလေးကအရန်ဟင်းပေါ့နော်အဲ့တော့ဒါတော့ကျွန်တော်ဟင်းနေအများကြီးကြီးချင်တော့အများကြီးမှာလာတာပေါ့ကဲတော့စားလိုက်ပါမယ်တောက်ချက်လေးတော့ဒီမှာရှင်းရှာပြတာတယ်ကဲဒီမှာဝက်သားလေးအရင်စားသွားလိုက်မယ်အဲ့တော့အသားတုံးလေးဒီအစီတုံးလေးတုံးလိုက်တာဒါလေးကမုံလာဥကြော်လေးအရင်နဲ့မှပါတယ်ဖက်စားတာဒါလေးတော့အမဲသားဟင်းလေးကဲ好，我烧酒。ဒါကြတော့သူကငါတကုံကြောက်ကိုအဆူချက်ချက်တာပေါ့နော်အဆူကြော်ထားအဆူချက်ချက်တာပေါ့ငါကြော်လည်းမိုက်တယ်ရှင်းရရတယ်ပေါ့ဒါမြင်ချက်မြင်ဟင်းနေရလေနော်အချက်လိုက်ရတိုင်းပဲဟုတ်ကောအားကြတာဟင်းမင်းထဲလားအဲ့တော့ငါးဟင်းတော့ကျွန်တော်တိတ်တော့ကြိုက်တယ်ဘူးပေါ့နော်ဒါပေမဲ့စားကြည့်လိုက်မယ်ရတာဘယ်လိုရှိလဲလို့ငါးဟင်းရတာကြကောင်းလာမယ်ဟုတ်လားဝက်ကလေးသားလေးရဒါဝက်ကလေးသားဟင်းဟုတ်ကဲ့လေးရလဲမဆလာနဲ့နည်းနည်းမိုက်တယ်ဟုတ်တယ်ဝက်ပုံးကြီးတွေရပါနော်喂，我跟他买了，ဟိုင်းလာပါလေး哇，这样，ဟိုင်းကြောက်ကြောင်လေးတွေကျွန်တော်ရှစ်ဆရာလေးဟောဒီပမာ plastic နဲ့ထုတ်ထားတာမဟုတ်ဘူးเนาะသူကကြက်ဥပဲသုံးပြီးထုတ်ထားတာအဲ့ဒါလည်းကောင်းမင်းဟဲ့လားဘာလို့ကောင်းလဲစားလို့လည်းကောင်းပါတယ်အဆုံးထိရရှိပေးတဲ့အတွက်ကြောင့်လည်းအားလုံးကျေးဇူးတင်ပါတယ်ဆိုင်လေးစာအတိအကျလေးကတော့နေပြည်တော်ဘဂသတိကောင်းဝန်းနီအောင်မိုသိန်းစီဆိုင်နားလေးကဒရဥစာတင်ကြောင်ဘေးနားလေးမှာဖြစ်ပါတယ်နေပြည်တော်တွင်အင်းနေရောက်မှတော့သုံးဆောင်လိုပါကကျွန်တော် NPD Delivery တွေကိုဆက်သွယ်လိုက်ပါခင်ဗျာ